ရှင်။ The Hakka Times မြန်မာဘာသာအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ယခုတင်ဆက်ပေးမယ့်သတင်းကတော့ United Democratic Party ကနေပြည်နိုင်ငံရေးပါတီနဲ့မှပူးပေါင်းခြင်းမရှိသေးဘူးလို့ဟာခါမြို့နယ် UDP ပါတီဥက္ကဋ္ဌဦးညီဟုကပြောပါရစေ။ UDP ပါတီဟာပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကပါတီရဲ့မှတ်ပုံတင်ကိုရွေးကောက်ပွဲမှာဝင်ပြိုင်ခွင့်ဖျက်သိမ်းပြီးနောက်ဗိနယီပါတီနဲ့မှပူးပေါင်းခြင်းမရှိသေးဘူးလို့ဟာခါမြို့နယ် UDP ပါတီဥက္ကဋ္ဌဦးညီဟုက The Hakka Times တို့ပြောကြားခဲ့ပါတယ်။ပါတီရဲ့မှတ်ပုံတင်ခွင့်ကိုပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကဖျက်သိမ်းအပြီး UDP ပါတီဟာအခြားနိုင်ငံရေးပါတီတစ်ခုခုနဲ့ပူးပေါင်းဖို့စီစဉ်နေတယ်လို့သတင်းတွေထွက်ပေါ်လာတာဖြစ်ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးဟာခါမြို့နယ်ပါတီဥက္ကဋ္ဌကမှတ်ပုံတင်ဖြတ်သိမ်းပြီးယခုချိန်ထိဘေပါတီနဲ့မှပူးပေါင်းတာမရှိသေးပါဘူး။ပါတီဗဟိုရဲ့ညွှန်ကြားချက်ကိုစောင့်နေတော့ပါ။ဗဟိုကညွှန်ကြားချက်ရမှသာဗဟိုရဲ့ညွှန်ကြားချက်တိုင်းလှုပ်ဆောင်သွားမှာဖြစ်တယ်လို့ဟာခါမြို့နယ် UDP ပါတီဥက္ကဋ္ဌဦးညီဟုက Hakka Times တို့ပြောကြားခဲ့ပါတယ်။ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင်မှတ်ပုံတင်ထားတဲ့ညီဝတ်သော Democratic Party UDPD နိုင်ငံပါတီများမှတ်ပုံတင်ခြင်းဥပဒေပုံမှန်7နဲ့ပုံမှန်ခွဲကကြီးပုံမှန်ခွဲငယ်4နဲ့နိုင်ငံပါတီများမှတ်ပုံတင်ခြင်းဤဥပဒေများဤဥပဒေ15ဤဥပဒေခွဲခါခွဲကငယ်စာလုံးတို့ပါပြဋ္ဌာန်းချက်များနဲ့ညှိစွန်းကြောင်းစစ်စစ်တွေ့ရှိရသည့်အတွက်2020ခုနှစ်အောက်တိုဘာလ29ရက်နေ့တွင်ကျင်းပတဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်စုံငီလုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်90/2020၏ဆုံးဖြတ်ချက်အရနိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုံမှန်7နှစ်ပုံမှန်ခွဲခါခွဲနဲ့အညီညီညွတ်သော Democratic Party UDP ကိုနိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ထားခြင်းမှာပေးဖြတ်၍ပါတီကိုလည်းဖျက်သိမ်းကြောင်းနိုင်ငံပါတီများမှတ်ပုံတင်ခြင်းဤဥပဒေများဤဥပဒေ29အရထုတ်ပြန်ကြေညာလိုက်ပါတယ်။ UDP ပါတီဟာ2020ရွေးကောက်ပွဲတွင်တပြည်လုံးအတိုင်းအတာမှာမဲဆန္ဒနေမီဒုတိယအများဆုံးရှင်ပြိုင်မဲ့နိုင်ငံရေးပါတီဖြစ်ပါတယ်။ချင်းပြည်နယ်တွင်လည်းမဲဆန္ဒနေမီ38နေရာရှင်ပြိုင်စီစဉ်ခဲ့တဲ့ပါတီဖြစ်ပါတယ်။ဒါပေမဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကဖျက်သိမ်းလိုက်တဲ့အတွက်ရွေးကောက်ပွဲမှာရှင်ပြိုင်နိုင်တော့မှာမဟုတ်ပါဘူး။2020ခုနှစ်အောက်တိုဘာလ20ရက်နေ့တွင်ရွေးကောက်ပွဲကော်မရှင်မှထုတ်ပြန်ချက်အရမဲစာရွက်တွေလုပ်ပြီးပါပြီ။ရွေးကောက်ပွဲကျင်းပဖို့19ရက်သာလိုနေတော့မဲစာရွက်အသစ်ပြန်လည်ထုတ်လုပ်ဖို့အခက်အခဲဖြစ်နေပါတယ်။အချိန်လည်းမရှိတော့ပါဘူး။အဲဒါကြောင့်မဲပေးခွင့်ရှိသူတွေအနေနဲ့ UDP ကိုမဲမပေးဖို့နဲ့ပေးရင်လည်းပေးမဲအဖြစ်သာဖြစ်တော့မည်ဖြစ်ကြောင်းထုတ်ပြန်ခဲ့ပါတယ်။ထန်တလန်မြို့တွင်မိသားစုနှင့်အဆက်အသွယ်ပြတ်ခဲ့သူမိသားစုနှင့်ပြန်လည်ဆုံစည်းနိုင်ပြီဖြစ်တယ်လို့သိရပါတယ်။မိသားစုနှင့်အဆက်အသွယ်ပြတ်ခဲ့သည့်ထန်တလန်မြို့နှင့်ဦးမန်ဟေအားသူ့မိသားစုနှင့်အတူယနေ့မနက်6နာရီခန့်တွင်ပြန်လည်အဆက်အသွယ်ရရှိပြီးမိသားစုနှင့်အတူပြန်လည်ဆုံစည်းခွင့်ရရှိပြီလို့သိရပါတယ်။ထန်တလန်မြို့အမှတ်1ရပ်ကွက်နေဦးမန်ဟေအသက်50ခန့်ရှိသူဟာ2020ခုနှစ်အောက်တိုဘာလ19ရက်နေ့နနက်ပိုင်းမှာမိသားစုနဲ့အဆက်အသွယ်ပြတ်တောက်ခဲ့ပါတယ်။ဦးမန်ဟေကိုဒီနေ့မနက်ပိုင်းထန်တလန်မြို့အနီးမှာတွေ့ရှိခဲ့တယ်။ဒီနေ့မှာသူ့ကိုရှာဖွေဖို့လူထုနှိုးဆော်နေချိန်မှာပဲသူပြန်ရောက်လာတာဖြစ်ပါတယ်။သူ့ကိုတွေ့တဲ့လူတွေက3ဘိန်းကားနဲ့ခေါ်လာတာပါ။ဘာမှဒဏ်ရာရတာပြဿနာဖြစ်တာမရှိပါဘူး။ဒါပေမဲ့သူကအစကတည်းကစိတ်မမှန်တဲ့သူဖြစ်နေတော့အခုထိစိတ်ပုံမမှန်သေးပါဘူး။ယခုလိုသူ့ကိုပြန်တွေ့နိုင်တော့စိတ်သက်သာစရာဖြစ်တာပေါ့လို့ထန်တလန်မြို့အမှတ်1အုပ်ချုပ်ရေးမှူးဦးဗန်ချဲကHakka Timesသတင်းဌာနသို့ပြောကြားခဲ့ပါတယ်။ယခုလိုမိသားစုနဲ့နှစ်ရက်အတွင်းအဆက်အသွယ်ပြတ်တဲ့သူဟာထန်တလန်မြို့နယ်ဇန်ထလန်ကျေးရွာကဖြစ်ပြီးထန်တလန်မြို့အမှတ်1ရပ်ကွက်မှာနေထိုင်သူတဦးလည်းဖြစ်ပါတယ်။သူဟာမလေးရှားနိုင်ငံမှာအချိန်တော်တန်ကြာအလုပ်လုပ်ခဲ့ပြီးထန်တလန်မြို့ကိုပြန်လာခဲ့သူတဦးလည်းဖြစ်ပါတယ်။ဦးမန်ဟေးဟာဆိုရင်2020ခုနှစ်အောက်တိုဘာလ19ရက်နေ့ကစပြီးအိမ်ပြန်မလာတာဖြစ်ပါတယ်။သူဟာမလေးရှားနိုင်ငံတွင်အချိန်တော်တန်ကြာအလုပ်လုပ်ခဲ့ပြီးထန်တလန်မြို့သို့ပြန်လာတာတစ်နှစ်ခန့်သာရှိပါသေးတယ်။သူ့မှာအိမ်ထောင်ရှိပြီးသားသမီးတွေကလည်းအရွယ်ရောက်နေကြပါပြီ။နှစ်ရက်စလုံးအိမ်မပြန်ပဲပျောက်ဆုံးခဲ့ကထန်တလန်မြို့လူငယ်ဖွဲ့စည်းမှရှာဖွေခဲ့ပါတယ်။
နောက်2ရက်နေ့မှာပဲညောင်ပင်ပေါ်မှာထိုင်လျက်ရှိနေတာကိုတွေ့ရှိခဲ့ပါတယ်လို့သတင်းရရှိထားပါတယ်။ကျွန်မက Cherry ပါ။ The Hakka Times မြန်မာဘာသာအစီအစဉ်ကိုဒီလောက်နဲ့ပဲအဆုံးသတ်သွားပါမယ်။မင်္ဂလာပေါင်းတဲ့ခိုင်အောင်ကြပါစေရှင်။ကျွန်မ Elizabeth ပါ။